ကျွန်တော်ဒီနေ့ကတော့ဗားတဲ့ဝမ်းမလဲဆိုတော့ Academy Game Pass Robux 9999တန် Game Pass ကိုကျွန်တော်ဒီဝယ်ဝမ်းမှာဖြစ်ပေါ်တယ်။ဒီဟာ Game Pass ကတွက်ကြည့်ရင်ညမောင်ငွေ3သိန်းကျော်တယ်ပေါ့နော်။ Game Pass တစ်ခုတည်းကိုညမောင်ငွေ3သိန်းကျော်တယ် Game Pass ကိုကျွန်တော်ဒီနေ့တွားပြီးတော့ဝယ်ဝမ်းမှာဖြစ်ပေါ်တယ်။ Subscriber 3သိန်းပြည့်အထိမ့်မဲ့အနေနဲ့ရောပြီးတော့ကျွန်တော်အရင်ဝယ်ခြင်းနေတဲ့အတွက်ကြောင့်ဝယ်ရမှာပေါ့နော်။ကဲအဲ့တော့အားလုံးပဲဒီဗီဒီယိုလေးကကျွန်တော်အများကြီးရင်းနှီးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုအစအဆုံးမကြော်ပဲကြည့်ပြီးတော့ဗီဒီယိုလေးကို like နှိပ်ပြီးတော့ channel လေးကို subscribe လုပ်လေးနှိပ်ပေးခဲ့ဖို့အားလုံးတောင်းဆိုချင်ပါတယ်အဲ့တော့ discount က9499နဲ့ပဲရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ Academy Game Pass ကကျွန်တော်ရဲ့လက်ထဲကိုရောက်ရှိသွားပြီဖြစ်ပေါ်တယ်အဲ့တော့အားလုံးပဲကောင်းကောင်းတူရအောင်5 4 3 2 1 holy shit ငါတကယ်ဝယ်လိုက်ပြီRobux 9000ကျော်ကနေအခု6000ကျော်ပဲကျန်တော့ရပါတော့အဲ့တော့ okay အဲ့တော့ဒီ Robux တွေအများကြီးရဆိုတော့လေ brother တို့ကျွန်တော်ကို support ပေးလို့ရခြင်းဖြစ်ပါတော့ကျွန်တော် game တွေထဲမှာဝင်ဆော့ပေးရကျွန်တော် game pass တွေကျွန်တော် game ထဲမှာဝယ်ပေးရအတွက်နည်းနည်းများနေပြီးတော့ကျွန်တော်ဒီလိုမျိုး game Robux တွေရဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးလည်းကျွန်တော် Robux တွေကိုရအောင်ကူညီပေးခဲ့တဲ့ fan တွေတယောက်ချင်းတကယ်ချင်းတွေကြောက်ချင်းစီအားလုံးကျွန်တော်ထူးကျေးဇူးတင်ရှိပါတယ်အဲ့တော့ကျွန်တော်အပေါ်မှာဗာလေးဖြစ်လာလဲဆိုတော့ AP ဆိုပြီးတော့ဟာလေးပေါ်လာညီမနိုင်ငံက content creator တွေမှာ Academy Game Pass ဝယ်ဆိုတာငါတယောက်တည်းပဲလားမသိဘူးအဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒုတိယကိုရွေးလို့ရတယ်တိုင်လိုက်မယ်ဆိုရင်အိုးတသိလေးဖြစ်သွားပြီကြည်အောင်ချက်တသိလေးဖြစ်သွားပြီ okay အဲ့တော့ဘယ်တော့ခိုးလို့ရတာကျွန်တော် fan base တော့မဟုတ်တော့ဘူးထင်တယ်အဲ့တော့ literally larila okalala okala တော့ okay ကျွန်တော်ဒါခိုးနေတဲ့အချိန်မှာကျွန်တော်ကက်လာမယ်ကောင်ရှိရင်ကျွန်တော်ကဖုတ်ခနဲပဲလှုပ်လိုက်အောင်လေအော်ကျွန်တော်ဒီအရှိမှာတယောက်ရှိရကျွန်တော်အရန်ခူးတဲ့လို့ပြောနေပါတော့အော်သူကစက္ကန့်30ပဲရအဲ့တခုအောင်မိုက်ဘူးနော်အဲ့တော့ကျွန်တော်သူ့ control လိုက်မယ် Oh my god wow အဲ့ကျွန်တော်သူ့ control လို့ရရပါတော့အဲ့တော့သူ့ control ကစက္ကန့်ခဏလေးပဲရကူးတောင်းလဲပါတော့နည်းနည်းလေးတော့မကောင်းပေါ့နော် invest ဆိုပြီးရှိရဘာလဲမသိကျွန်တော်ကြည့်အောင်ကျွန်တော်ကူရွေးလိုက်မယ်ပြီးရင်ဟုတ်ကျွန်တော်ဒီမှာကျွန်တော်အရှိကိုတွားရကျွန်တော်အနာရောက်တယ်ပေါ့နော်အဲ့တော့ okay စက္ကန့်ကခဏလေးပဲရတာ okay အဲ့တော့ကျွန်တဲ့ဟာတွေအားလုံးကိုကျွန်တော်တခြား public server မှာတွားပြီးတော့စမ်းကြည့်သွားရအောင်ဒီ public server မှာကျွန်တော် fan တွေပဲရှိနေJeremy okay Jeremy မှာပေါ့ J လိုက်ပြီJ ရထွက်သွားတယ်ဟဲ့J ကနေပဲထွက်သွားတယ်ငါအကောင် rocket လောက်လိုက်နားလေးယော့ရမ်းမိုက်တယ်ဗောနော်အဲ့တော့အားလုံးပဲကျွန်တော်တို့ဓာတ်စာပိုင်းတွားပြောကြည့်အောင်အဲ့နဲ့တင်က great ကလည်းနဲ့ပတ်သက်တဲ့ item နဲ့ see ရဲ့ bro နဲ့ပတ်သက်တဲ့ item တွေနဲ့ robust တွေကိုတွားရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ ESCD တွေရှိပါတယ် great ကလည်းနဲ့ new pet တွေ lobster တွေ griffin တွေနဲ့ gangan swine တွေကိုတွားရောက်ဝယ်လို့ရတဲ့အပြင်အခြား pet အစုံတွေကိုလည်း KSCD ဒီမှာ see အတန်ဆုံးနဲ့တွားရောက်ဝယ်ယူနိုင်ပါတယ်အဲ့ဒါအပြင်ကိုတော့မှ see ရဲ့ bro တွေက secret bro တွေဖြစ်တဲ့ဒီလို bro တွေနဲ့ profit တွေကအမိုင်စားအကောင့်တွေနဲ့လူကြိုက်အများဆုံးဖြစ်တဲ့ကျွန်တော် robust တွေကိုပါတွားရောက်ဝယ်လို့ရအောင်ပါပဲဖြစ်ပါတယ်ဝယ်ယူခြင်းနေပြီဆိုရင်တော့တင်ရ Facebook နဲ့ Telegram မှာအခုလို KSTT လို့ဒါရိုက်ပြီးရှာလိုက်ပါဈေးနှုန်းတွေကတော့ကျွန်တော်ဒီမှာတိကျပြလို့အဆင်ပြေဖြစ်တဲ့အတွက်တေကိုယ်တိုင်ပဲတွားပြီးတော့ Facebook နဲ့ Telegram မှာတွားပြီးရှာလိုက်ပါပေါ့နော်ဟုတ်ကဲ့အားလုံးပဲဗီဒီယိုလေးကိုရှင်းစင်းကူပါအောင် let's go အဲ့တော့ကျွန်တော်ရဲ့ fan တယောက်ရှိရအောင်နော်သူ့စာပါကျွန်တော်ဝင်ကြည့်ရအောင်ဝင်ပြီးတော့ကျွန်တော်really Academy Game Pass တွားပြီး flash လုပ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်Okay, Academy Game Pass လေးရလာတယ်ကျွန်တော်ဘယ်သူ့ဝင်ဆုံးစရင်ကောင်းလဲကျွန်တော်တရားကိုဝင်ဆုံးစအောင်ကျွန်တော်ယူပါပရခိုးလိုက်တော့နက်ခိုကျွန်တော်ဝင်ဆုံးစရအောင်နက်ခိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့နက်ခိုကိုကျွန်တော်တို့ Okay jump scare လိုက်ပြီအောင်မျိုး jump scare လိုက်ပြီအောင် Oh my god ကျွန်တော်နောက်တစ်ခုထပ်လို့ကျွန်တော်နက်ကိုကျွန်တော်ဂျူးလိုက်မယ် Okay လားရအောင် Okay လားရောဟုတ်ရမိုက်တယ်ရအဲ့တော့ကျွန်တော်တို့ကနက်ကိုကျွန်တော်တို့ဘလုံးတင်ပလိုက်မယ်တရားဝင်လဲကောတိရခိုးအောင်တာရုပ်ချက်ခိုးမယ်ရခိုးပြီ What the hell boy တာဟိုအားရမရနိုင်ဘူးအဲ့ကျွန်တော်ကိုဖန်ဒီဒီ public server ရှာနေကျွန်တော်မခိုးတော့ပါဘူးအဲ့တော့ကျွန်တော် public server ရောတာပြီးတော့ခိုးအောင်တော့ဒါပေမဲ့အကောင့်ကြီးမိုင်းတယ်ကွာစတာပါအဲ့တော့ကျွန်တော် public server တခုကျွန်တော်တွားကြည့်အောင်အဲ့ကျွန်တော် public server တခုကိုကျွန်တော်အောင်မြင်စွာဖြင့်ရောက်ရှိလာပဲပြီ
အဲ့တော့ကျွန်တော်ခိုးဖို့အချိန်ရောက်ပါပြီအဲ့တော့ကျွန်တော် base point ကနီးကောက်နေမျိုးကျွန်တော် admin game pass နဲ့ဆော်မယ်ဟိုမှာ brain record တစ်ကောင်ရှိတယ်အဲ့တော့ကျွန်တော်တူ့တွေကိုကျွန်တော်ဝင်ရအောင်ပို့ဖြောက်လိုက်မယ်ဝင်ပြီးတော့ကျွန်တော် adminအပေါ်မှာဟိုဟာကြီးရှိရယ်ကွာတော့လက်နက်တွေရှိရယ်ကွာအဲ့တော့ကျွန်တော်တို့ကိုအရင်တော့ကျွန်တော်ခိုးလိုက်မယ်ခိုးလိုက်အောင်မယ်ခိုးပြီးတော့ကျွန်တော်တို့အရင်ဆုံးဘက်တယောက်လဲကျွန်တော်လည်းမသိဘူးနေလို့ကြပါတကားပိတ်နေအောင်โอเคအဲ့တော့ကျွန်တော်ဘယ်တယောက်လဲမသိဘူးကျွန်တော်ကိုကျွန်တော်တိုင်လိုက်မယ်လို့မြန်လိုက်တာကျွန်တော်နောက်ကျသွားတယ်ခင်ဗျာကျွန်တော်နောက်ကျသွားတယ်ခင်ဗျာကျွန်တော်တကယ်ကြီးနောက်ကျသွားပါတယ်အဲ့တော့ပိုင်ရှင်ကတော့ကျွန်တော်တို့ okay ဒီတယောက်ပဲဖြစ်ပါတယ်အဲ့တယောက်ချန်နေရအောင်ခိုးပြမယ် okay base unlock ဖို့လုပ်မယ်ကျွန်တော်ဘာလုပ်လဲ opening ling okay တော့ကျွန်တော် opening ling ကိုကျွန်တော်တို့တွေပြရပါလဲအဲ့တော့ဒီတယောက်ပေါ့နော်ဒီတယောက်ကိုကျွန်တော်တို့တွေ rocket လိုက်မယ် rocket ပြီးတော့ကျွန်တော်တို့ခဏလောက်ကျွန်တော်တို့ဂျေးထောလိုက်မယ်ဂျေးပြီးတော့ဒါကိုကျွန်တော်တို့ယူမယ်ယူပြီးတော့ကျွန်တော်တို့သူ့ကိုပဲကျွန်တော်တို့ invest လုပ်လိုက်မယ်သူ့ကိုပဲကျွန်တော်တို့တွေ gem scale လုပ်လိုက်မယ်သူ့ကိုပဲကျွန်တော်တို့ red doll လုပ်လိုက်မယ်သူ့ကိုပဲကျွန်တော် balloon လုပ်လိုက်မယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ brain တော့ခိုးပါကြီးအောင်မြင်တော့မှာဖြစ်ပါတယ်အဲ့တော့အိုးလိုက်မလာနဲ့လေလို့လိုက်မလာနဲ့ no မလုပ်ပါနဲ့ငါမနဲ့အားရမရိုင်းတာမင်းနဲ့ငါနဲ့တွေ့ဘဲကောင်လဲအောင်ဘဲကောင်လဲမင်းလားမင်းနဲ့ငါနဲ့တွေ့ပြီလာတဲ့ရဘာလို့ချင်တာလဲဟမ်ဒီမှာဘယ်လိုလဲခက်ချင်တာဖြစ်သွားပြီပျော်လားရဟမ်မင်းပျော်လားမင်းဘာလို့ချင်တာလာပြီးတော့အဲ့ကောင်ဘဲကောင်လဲစက်အေးဆိုပြီးတများစီးပွားရေးလုပ်နေတာလိုက်နောက်ရှက်နေဟုတ်လားအဲ့ကောင်မှာအပေါ်မှာအကောင်သား brain rot တွေရှိရအကောင်ခိုးပလိုက်ရဘာမှန်နေလေရအဲ့ဘေးက second တရားကျော်တတိယ base ဆိုတော့ကျွန်တော် lock ခတ်ထားတာကျွန်တော်အများကြီးတက်ရအောင်ပါတော့အဲ့တော့ကျွန်တော်ခုနကဟိုတယောက်ရှူပဲကျွန်တော်ပြန်ပြီးတောက်ခိုးအောင် okay အဲ့တော့ base ကို unlock လိုက်မယ်ဒါပေမဲ့ခုနကကျွန်တော် owner ကိုကျွန်တော်တို့ okay ကျွန်တော် balloon လိုက်မယ် balloon ပြီးတော့ကျွန်တော်တို့ကြီးထောက်လိုက်မယ် okay ပြီးရင်ကျွန်တော်တို့ဒီပေါ်ကိုတက်မယ်အဲ့တက်မြရပါထားပါတော့ကျွန်တော်ဒီကနေပဲပြေးမယ်အမြန်ပြေးမယ်ကိုကျွန်တော်တေးလိုက်မယ်ကိုလာလို့ကျွန်တော် invest လုပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့တွေ jump scare ပါလုပ်ပလိုက်မယ် okay အဲ့တော့ကျွန်တော်အောင်မြင်စွာဖြစ်မယ်ကျွန်တော် brain rot တက်ကောက်မင်းနဲ့ငါနဲ့တွေ့ကြသေးရအောင်မင်းနဲ့ငါနဲ့တွေ့ကြသေးရအောင်မင်းဘာကြီးပဲဖြစ်နေနေငါကြီးမဆိုင်ဘူးရမင်းဘာကြီးပဲဖြစ်နေနေငါကြီးမဆိုင်ဘူးရထွက်သွားသေးရမင်းဘာကြီးပဲဖြစ်နေနေငါကြီးမဆိုင်မင်းနဲ့ငါနဲ့တွေ့ပြီရနော်မင်းနဲ့ငါနဲ့တွေ့ပြီပြန်သွားအနောက်ပြန်သွားတက်မလားနဲ့အနောက်ပြန်သွားမင်းနဲ့ငါနဲ့တွေ့ပြီရနော်မင်းနဲ့ငါနဲ့တွေ့ပြီနော်ပျော်လားဟမ်ပျော်လားလာပြီးတော့တများစီးပွားထုတ်တော့လာဖြစ်ရှင်ပျော်လားတောင်းမှန်ပါတယ်တကယ်တောင်းမှန်ပါတယ်တောင်းသွားလို့ပါတော့ကျွန်တော်နောက်တစ်ယောက်ရှာကျွန်တော်တွားပြီးတော့ try ကြည့်ရဒီတစ်ယောက်မှာကျွန်တော် brain rot တရား share ရှိရအောင်နော် share ရှိရဆိုတော့ကျွန်တော်သူ့ share ခိုးဖို့ကျွန်တော်စမ်းကြည့်ရအောင်အော် okay အပေါ်တက်ကနေရောကျွန်တော်တွားပြီးတော့ခိုးလို့ရမယ်တတိယတက်မှာပဲရှိရယ်အောက်ထပ်မှာကအဲ့လောက်ကောင်းတာရင်မရှိဘူးဟိုးမြည်တက်မှာအကောင်းဆုံးကောင်တွေရှိရယ်ပေါ့နော်ဝင်မယ်ရောငါဟာပဲအဲ့တော့ပိုင်ရှင်ကဒီ base ပိုင်ရှင်က pro og ပေါ့နော်pro og ဘယ်မှာလဲရောဂျေးထားလိုက်ပြင်ကိုကျွန်တော်တေးထားလိုက် pro og ကိုကျွန်တော် invest လုပ်ထားလိုက် pro og ကိုကျွန်တော် red doll လုပ်ထားလိုက်ရောပြီးတော့ okay ဒီ berry နဲ့ခတ်ဖို့ချင်တော့ရအောင်ခိုးမယ်မလုပ်ပါနဲ့တောင်းမှန်ပါဟာတော့မင်း admin ပြန်ဆော်နေဟုတ်လားရောမင်း admin ပြန်ဆော်နေဟုတ်လားရောမင်းနဲ့ငါနဲ့တွေ့ကြတယ်ငါဟာရောမင်းဟာမဟုတ်ရောမင်းခိုးနေတယ်ထွက်သွားပြီအားလုံးပဲဒီဗီဒီယိုရဲ့ဒီလောက်ပါပဲချစ်ချစ်ပေးတာအားလုံးကျွန်တော်အထူးကျေးဇူးတင်ရှိပါရအောင်နော်အားလုံးပဲ bye bye